ကျွန်တော်တို့ကကိုပိုင် WhatsApp နဲ့လည်းလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရပါတယ်ကိုပိုင် WhatsApp ကိုတိစောက်လို့ရပါတယ် Premium software ကိုဖွင့်ကြည့်ရင်တစ်ဖက်ကလေးနှစ်ချက်နှစ်လေးပါခုကျွန်တော်သုံးတဲ့ software ကတော့ Adobe Premiere Pro ပဲဖြစ်ပါတယ်ဒီလိုပေါ်လာတဲ့အခါမှာကျွန်တော်ရဲ့မိတ်ဆွေများကြောက်မသွားပါနဲ့ကျွန်တော်တရားရှင်းပြပါမယ်အဲဆိုရင်ဒီနှစ်ခုမှာ new project နဲ့ open project ရှိပါတယ်ကျွန်တော်တို့ကအရင်ကကျွန်တော် video editing လုပ်ထားတဲ့ file ကိုဖွင့်ကြည့်ရင်ကျွန်တော်တို့က open project ကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်ခုမှကျွန်တော်တို့က video editing ကိုစလုပ်တော့မယ်ဆိုရင်ကျွန်တော် new project ကိုနှိပ်ပေးလိုက်မှာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင် new project နှိပ်ပြီးဆိုရင်ဒီနေရာမှာကြည့်ရမှာက3နေရာရှိပါတယ် name ရယ်ဒီနေရာမှာ name ရယ် location ရယ် render ရယ်အဲဒီနေရာ3နေရာကိုကြည့်ပြရမှာပဲဖြစ်ပါတယ် name ကတော့ကျွန်တော်တို့နာမည်ပေးလိုက်မယ်ဒီနေရာမှာ tutorial ပေါ့ဗျာ tutorial for beginner ပေါ့ဗျာဒီနာမည်တော့ပြီးပြီးသွားနာမည်တော့ပြီးပြီးသွားပြီ tutorial for beginner ဒီမှာ location မှာကျွန်တော်တို့ကဘယ်နေရာမှာသိမ်းမယ်လဲ define ကျွန်တော်တို့ကဒီညာနေမှာ browse ကိုနှိပ်လိုက်မယ် browse ကိုနှိပ်ပြီးကျွန်တော်တို့က this be ဒီထဲမှာဝင်လိုက်မယ်ဒီကလားတယောက်နဲ့တယောက်မတူကြဘူးဗျာကိုသိမ်းချင်တဲ့နာနီကိုသိမ်းပါဗျာဒီမှာကျွန်တော်တို့ select folder လေးလုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့နှစ်နေရာပြီးသွားပြီ name လည်းပြီးသွားပြီ location တွေလည်းပြီးသွားပြီနောက်တစ်ခုက render ရမှာကျွန်တော်တို့ဒီဟာလေးမှာနှစ်ခုပေါ့မယ် render မှာနှစ်ခုပေါ့ပဲ Mercury Playback Engine GPU acceleration နဲ့ Mercury Playback Engine software only ပေါ့ဒါလေးမှာကျွန်တော် desktop ကတော့ SSD site ထားတော့ကျွန်တော်က Mercury Playback Engine GPU acceleration ပေါ့ဗျာဒါလေးမှာ SSD မ site ထဲလူရတော့ Mercury Playback Engine software only တခုပဲပေါ်မှာပဲဖြစ်ပါတယ်ကျွန်တော် SSD site ထားရင်ဆိုရင်ဘာကြီးကောင်းတာလဲဆိုရင်ကျွန်တော်တို့ export ထုတ်တဲ့အခါမြန်မယ် render လုပ်တဲ့အခါမြန်မယ်ပေါ့ဗျာဒီကတော့ Mercury Playback Engine software only ဆိုရင်နည်းနည်းက render လုပ်တဲ့အခါမှာနည်းနည်းကြာမယ် export ထုတ်တဲ့အခါကြာမယ်ပေါ့ဗျာဒါပါကျွန်တော်တို့က Mercury Playback Engine GPU acceleration ကိုရွေးလိုက်ပါဗျာဒီမှာမပါဘူးဆိုတော့ Mercury Playback Engine software only ကိုပဲရွေးပေးလိုက်ပါကျွန်တော်ကတော့ Mercury Playback Engine GPU acceleration ပါတော့ဒါပဲရွေးပေးလိုက်ပါမယ် okay ကျွန်တော်ပါမှယူစရာမရှိပါဘူးဒါပါပဲ name ရယ် location ရယ် render ရယ်ဒါပါပဲဒါဆိုရင်ကျွန်တော် okay နှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီလိုကြီးပေါ်လာရင်လည်းကျွန်တော်တို့ရဲ့မိတ်ဆွေကြောက်မသွားပါနဲ့ကျွန်တော်ဒီဟာကြီးအကုန်ရှင်းပြပါမယ်ဒါဆိုရင်ကျွန်တော်တို့ project ခုနကကျွန်တော် name ပေးခဲ့တာ project မှာ tutorial for beginner ဒီနားမှာကျွန်တော် name ပေးခဲ့တယ်ဒီဟာက project banner ဒီဟာက show monitor ဒီဟာ timeline ဒီဟာ program monitor ဒီ project banner ဘာလို့အောင်ဆိုကျွန်တော်တို့ video footage တွေ music တွေ sound effect တွေကိုကျွန်တော်တို့ကဒီထဲမှာဆွဲထည့်ရမှာပဲဖြစ်ပါတယ်ဒီထဲကဆွဲထည့်ပြီးမှကျွန်တော်တို့က video တစ်ပုဒ်ကိုကြည့်ကျင်တဲ့အခါမှာ video တစ်ပုဒ်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူနှစ်ချက်နှိပ်ပြီးတော့ကြည့်တဲ့အခါမှာအရင်ဆုံးပေါ်မှာက source monitor ဒီ source monitor မှာလားပုံမှာဖြစ်ပါတယ်ဒီ source banner ပေါ့ဒီ source banner မှာလားပုံမှာဖြစ်ပါတယ်ဒီအဲ့မှာ source banner မှာကျွန်တော်တို့ကကိုလိုချင်တဲ့လောက်လေးကိုမအင်မအောင်လုပ်ပြီးတော့ကိုလိုချင်တဲ့ဘိုင်းလေးကိုဆွဲဒီ timeline မှာကျွန်တော်တို့ကဆွဲထည့်ရမှာဖြစ်ပါတယ်ဒီ timeline မှာကျွန်တော်တို့ကဒီ timeline ထည့်တဲ့အခါမှာ program monitor မှာကျွန်တော်တို့လားပုံမှာဖြစ်ပါတယ်ဒီအရင်ဆုံးကျွန်တော်တို့ video footage တွေကို project banner ကိုထည့်မယ်အဲ့ project banner ထည့်ပြီးကျွန်တော်တို့က video ကြည့်ချင်တဲ့အခါမှာတစ်ဖက်ကလေးနှစ်ချက်နှိပ်လိုက်တဲ့အခါမှာဒီ source banner မှာလားပုံမယ် source banner ပြီးမှကျွန်တော်တို့က video ယူမလား music ကိုယူမလားဆိုရင် video ယူချင်ရင်ကျွန်တော်တို့က video လေးကိုယူပြီး timeline ထဲမှာထည့်လိုက်ရင် timeline လေးကိုရောက်သွားမယ် timeline နေပြီးမှ timeline အနေနဲ့မှာကျွန်တော်တို့က program monitor ဒီ file လေးပေါ့ဒီမှာကျွန်တော်တို့ကဒီ timeline က
ကျွန်တော်တို့ edit ဖြတ်မဲ့တောက်မဲ့လုပ်မယ်ဆိုရင်ဒီ program monitor မှာကျွန်တော်တို့လာပုံမှာပဲဖြစ်ပါတယ်ဒီအရာလည်း2တွေပေါ့2ပန်နေပေါ့ဗျာအရင်ဆုံးကျွန်တော် video footage တွေကို project ပန်နေရောက်ထည့်မယ် project ပန်နေမှာ source monitor မှာ timeline ပြီးမှ program monitor ပေါ့ဗျာဒီကတော့ကျွန်တော်တို့ကအတန် line တွေပေါ့ sound အတန် line တွေကျွန်တော်တို့ထည့်ထားတဲ့အတန်တွေကဒီမှာလာပုံမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒါကြီးကတော့ watch speed ဖြစ်ပါတယ်ဒီ line ရလို့ accessory လို့ editing လို့ color လို့ effect လို့ audio လို့ graphic လို့ caption လို့ line view လို့ဒါကြီးကတော့ကျွန်တော်တို့ကဒီကြီးက watch speed လို့ခေါ်ပါတယ်ဒီကြီးက watch speed လို့ကျွန်တော်တို့ခေါ်ပါတယ်ကျွန်တော်တို့က video ကို editing လုပ်တဲ့အခါမှာဘယ်ထဲမှာလုပ်လို့မဆိုရင်ကျွန်တော်တို့က editing ထဲမှာလုပ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီ editing နဲ့လည်းမလုပ်ချင်ဘူးကျွန်တော်တို့ကကိုယ်ပိုင် watch speed နဲ့လည်းလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရပါတယ်ကိုယ်ပိုင် watch speed မှာကိုယ်ပိုင် watch speed ကိုတိစောက်လို့ရပါတယ် window ရဲ့မှာဝင်ပြီးတော့ကျွန်တော်တို့ watch speed ပြီးမှကျွန်တော်တို့ဒီမှာ CN new watch speed ကျွန်တော်တို့ watch speed အသစ်ကိုတိစောက်လိုက်တယ် okay ဒီနေ့မှာကျွန်တော်နာမည်ကတော့ကိုပေါ့ကို watch speed ဒါဆိုရင် okay ကျွန်တော်တို့ watch speed မှာဒီနောက်ဆုံးမှာကျွန်တော်တို့ကိုဆိုရ watch speed ကပေါ်လာပါတယ်ဒီကိုဆိုရ watch speed ကိုကျွန်တော်တို့ရှေ့ဆုံးမှာပို့ချင်တာဆိုရင်ပြန်ပါပဲ window ရပြန်တော့ watch speed မှာ active watch speed မှာခုနကကျွန်တော်ကိုဆိုရ watch speed ကိုအပေါ်ဆုံးလေးမှာတင်လိုက်မယ်ဒါဆိုရင် okay နှိပ်လိုက်ရင်ကိုဆိုရ watch speed ကရသွားပါတယ်ဒီကတော့ watch speed အကြောင်းလေးပဲဖြစ်ပါတယ်ဒီ line ကတော့ watch speed ဒီကတော့ project ဘတ်နဲ့ source ဘတ်နဲ့ timeline ဘတ်နဲ့ program monitor ဒီထဲမှာ project ဘတ်နဲ့မှာကျွန်တော်တို့ဘာရှိအောင်ဆိုမလိုတဲ့ file ကိုကျွန်တော်တို့ကခဏပိတ်ထားလိုက်မယ် media browser လည်းမလို close ပိတ်ထားမယ် library လည်းကျွန်တော်တို့မလိုသေးပိတ်ထားမယ် information မလို effect တော့လိုတယ်ဒီကတော့ marker လည်းကျွန်တော်တို့မလိုဘူးပိတ်ထားမယ်ဒီကလည်းမလိုသေးဘူး history လည်းမလိုသေးဘူးကျွန်တော်တို့တရားလုပ်မယ်ဒီ source ဘတ်နဲ့မှာလည်းကျွန်တော်တို့မလိုတဲ့ file တွေကိုကျွန်တော်ပိတ်ထားလိုက်မယ်ဒီထဲမှာ audio clip mixer လည်းမလိုသေးဘူး metadata လည်းကျွန်တော်တို့မလိုသေးဘူးဒီ effect control ကတော့ကျွန်တော်တို့လိုအပ်ပါတယ်ဒီ effect control ကကျွန်တော်တို့ video တွေကို scale တွေ position တွေရွှေ့ခြင်းရင်ဒီထဲမှာကျွန်တော်တို့ကအကုန်ရွှေ့လို့ရပါတယ်ဒီ effect ထဲမှာကျွန်တော်တို့ကကြိုက်တယ်လို့ control လုပ်ရပါတယ် effect control မှာကျွန်တော်တို့က position တွေ scale တွေ rotation တွေအကုန်လုံးကစားလို့ရပါတယ်ဒီ effect ကဘာလုပ်တာလဲဆိုတော့ကျွန်တော်ဒီ effect ထဲမှာကျွန်တော်တို့က video transition တွေထည့်မလား video effect တွေထည့်မလား audio transition တွေထည့်မလား audio effect တွေထည့်မလားကျွန်တော်တို့ video transition ကို timeline ထဲကိုထည့်တဲ့အခါမှာကျွန်တော်တို့ဒီမှာသွားပြင်ရမှာဖြစ်ပါတယ် effect control မှာသွားပြင်မယ်ကျွန်တော်တို့ဘာရွှေ့ချင်တာလဲ keyframe လေးနဲ့ကစားပြီးကျွန်တော်တို့ရွှေ့လို့ရပါတယ်ဒီအထားမိမှာကျွန်တော်တို့ဒီ effect ကိုကျွန်တော်တို့ဒီမှာဒီပုံမှာကျွန်တော်သွားထားခြင်းတယ် soap panel မှာကျွန်တော်သွားထားမယ်ဆိုရင်ဒီအလေးကို PPT ပေါ်လေးမှာဆွဲလိုက်ပါဒါဆိုရင်ကျွန်တော်တို့အထိုက်လက်ရောက်သွားပြီ effect control လက်ရောက်သွားကျွန်တော် soap monitor ကိုဒီရှေ့နောက်ကလေးမှာထားခြင်းဆိုရင်ကျွန်တော်လေးရွှေ့ပေးလိုက်ပါဒါဆိုရင်ရတော့ပါနောက်ဗီဒီယိုမှာကျွန်တော် project ဒီဆောင်ရဲ့ sequence ဒီဆောင်ကိုကျွန်တော်ရှင်းပြမှာပဲဖြစ်ပါတယ်